တရားကိုဘုရားရှင်တို့ကိုဟောပြလာခဲ့ပါတယ်အဲ့ဒီအကြောင်းကိုပြန်ပြီးဟောပြပါမယ်အဲ့ဒါဘယ်လိုလဲဆိုတော့ဘယ်စီမေဘိကဝေဓမ္မအနာယုတ်တာဘိကဝေတန္တရာဘေးလာမိအရေးကိုမျောတွေးကြောက်တတ်ဖို့သူတော်ကောင်းတို့အနာယုတ်တာအသက်ကိုဒုစည်းတကုံတော့ဝါအသက်ရှိခြင်းရဲ့အကြောင်းမဟုတ်ကုန်တော့ဓမ္မတရားတို့ဒီဣမာနိပင်စဟောဒီ၅မျိုးတို့ပါပြီချစ်သားချစ်သမီးတို့အသက်ကိုမရှိစေဘူးအသက်ကိုမြန်မြန်တူစေတတ်တဲ့အကြောင်းတရားဟောဒီ၅ပါးရှိတယ်ဓမ္မနိပင်စဘယ်လို၅ပါးလဲဆိုတော့အတ္တဘာယကာရိဟောတိတဗ္ဗယမတ္တနာသာနာတိအပရိဏတဟောတိဟောတိအကာလစာရိဟောတိအပြမစာရိဟောတိဣမာနိခောဘေကဝေပင်စဓမ္မာနာယုတ်တာဟောဒီတရား၅ပါးကိုပြုကြည့်အဲ့ဒီပုဂ္ဂိုလ်အသက်တိုးတဲ့จิตတို့အဲ့ဒီ၅ပါးပါလဲဆိုတော့နံပါတ်1အတ္တဘာယကာရိဟောတိမတင့်လျော်တဲ့မိမိခန္ဓာကိုယ်နဲ့မတင့်လျော်တဲ့အလုပ်တွေလုပ်တယ်ဥပမာမိမိကအလေးပင်လို့မရရင်မပင်ဘူးပေါ့အကူကနေပြီးခံလို့မရဘူးအဲ့လိုကိုယ်နဲ့မတင့်တဲ့ဟာကိုလုပ်တယ်တဲ့နံပါတ်1နံပါတ်2တပ္ပါယေမတ္တနာသာနာတိကိုယ်နဲ့တင့်တဲ့အစာအသောက်တွေပေါ်မှာလည်းအတိုင်းရှိမတည်စားလို့ကောင်းတဲ့သူတွေနင်းကန်စားရင်အဲ့လိုအတိုင်းရှိမတည်ခြင်းဟာလည်းပဲအတ္တတူတတ်တဲ့จิตသားတို့နံပါတ်1နံပါတ်3အပရိဏတဘောဇီဟောတိအစာကြည်ဖို့ရန်ခက်တဲ့မာတဲ့အစာတွေကိုစားတယ်အဲ့ဒါဟာလည်းအတ္တတူတဲ့จิตသားจิตသမီးတို့တဲ့ဘုရားပြနောက်နံပါတ်4အတ္တတူခြင်းရဲ့အကြောင်းအကာလစာရီဟောတိအချိန်မဲ့အခါမဲ့လှည့်လေသွားလာတတ်တယ်အခုမှခေတ်ကကောင်းတာဟိုညဘက်သွားတကူတွေနဲ့တွေ့ဓမြတွေနဲ့တွေ့အနုကျမ်းသမားနဲ့တွေ့မိအသက်တတူတော့ပစ္စည်းလဲယူတဲ့အသက်လည်းတူတတ်တယ်ဒါကြောင့်မို့အချိန်မဲ့အခါမဲ့သွားတာဟာလည်းပဲအသက်တူခြင်းအကြောင်းပဲจิตသားจิตသမီးတို့ဒါကြောင့်မို့အဲ့ဒါလေးရှောင်သက်ရှိပါပေါ့နောက်နံပါတ်5အပြမစာရီဟောတိမညတ်တဲ့အကျင့်တွေကိုကြည့်တယ်စာလို့ပြောရင်ကာမေတုမိစ္ဆစာရာတွေလိုက်စားတယ်အဲ့ဒီ5မျိုးနဲ့ညီဒီပုဂ္ဂိုလ်အသက်တူတတ်ပါတယ်ဒါကြောင့်မိမိတို့အသက်မတူချင်ဘူးအသက်ရှိရှိနေခြင်းတဲ့ပုဂ္ဂိုလ်ကဘာလို့ရမှာလဲဆိုတော့ဘုရားဆက်ဟောပါတယ်ဘိသိမေဘိကဝေဓမ္မအာယုတ္တာအာယုတ္တာအသက်ဤရှိခြင်းအကြောင်းဖြစ်ပေါ်သောဓမ္မတရားတို့၏ဒီမှာပင်စဟောဒီ၅မျိုးတို့ပါပြီခြေသားခြေသမီးတို့အသက်ရှိခြင်းရဲ့အကြောင်းဟောဒီ၅ပါးရှိရဲ့ကာသမဏိပင်စဘယ်လို၅ပါးလဲဆိုတော့တပ္ပါယကာရီဟောတိမိမိခန္ဓာကိုယ်နဲ့လျောက်ပတ်တဲ့အလုပ်တွေကိုပဲလုပ်တယ်အဲ့ဒါအသက်ရှိပါတယ်တပ္ပါယေသာနံမတ္တသာနာတိကိုယ်နဲ့တင့်တဲ့အစာအသောက်တွေမှာလည်းပမာဏရှိတယ်ဥပမာကိုကပါကြိုက်တယ်ကိုကြိုက်တဲ့အစာအသောက်ကိုအငင်းကမစားနဲ့ဒီလောက်စားရင်ငါတော်ပြီအဲ့လိုမျိုးအတိုင်းရှိကိုသိပါဒါဟာအသက်ရှိပါတယ်အပရိပရိဏတဘောဇီအစာကြည်လွယ်တဲ့ဟာပဲစားပါအဲ့ဒါအသက်ရှိတယ်နောက်နံပါတ်4ကာလအစာရီဟောတိအချိန်နဲ့အခါနဲ့ပဲသွားလာတယ်အချိန်မဲ့အခါမဲ့သွားမှုအဲ့ဒါအသက်ရှိကြောင်းပဲဗျမအစာရီဟောတိ၅ပါးသီလကိုမြဲမြဲခိုင်ခိုင်စောင့်တည်ထားအဲ့ဒါအသက်ရှိကြောင်းပဲဆိုပြီးတော့မြတ်စွာဘုရားပထမသုတ်တံအသက်ရှိခြင်းရဲ့အကြောင်း၅ချက်ကိုဟောတယ်အဲ့ဒီအသက်ရှိခြင်းရဲ့အကြောင်းနဲ့ဦးဇင်းလူရင်းမြမလို့ရိုးရိုးပဲပြောရင်ကိုယ်နဲ့မလျောက်ပတ်တာမလုပ်ဘူးကိုယ်နဲ့လျောက်ပတ်တဲ့ဟာကိုလည်းအတိုင်းရှိသိပါအစာကြည်ွယ်တဲ့ဟာပဲစားပါအချိန်မဲ့အခါမဲ့အပြည့်မသွားနဲ့မမြတ်တဲ့အကျင့်ကိုမကျင့်နဲ့အဲ့ဒီ၅ချက်စောက်စည်းအသက်ရှိတယ်အဲ့ဒါတဏှာနောက်တနည်းမြတ်စွာဘုရားထပ်ဟောပြန်ရောအသက်ရှိခြင်းရဲ့အကြောင်းလေးဟာဘာတွေလဲဆိုတော့နံပါတ်1နဲ့3ကတူတယ်နံပါတ်4သီလဝါဟောတိသီလရှိခြင်းဟာလည်းပဲအသက်ရှိခြင်းရဲ့အကြောင်းပဲနောက်တစ်ခါကလေယာဏမိတ်တော်မိတ်ကောင်းရှိခြင်းဟာလည်းအသက်ရှိခြင်းရဲ့အကြောင်းပဲအဲ့တော့ပြောင်းပြန်လာလိုက်မိတ်ကောင်းမရှိဘူးပါပမိတ်တော်မိတ်ဆွေရုပ်နဲ့ပေါင်းပြီး
အသက်တော်တတ်တဲ့จิตသားတို့ဆိုပြီးတော့မြတ်စွာဘုရားတို့ဆုံးမအဲ့တော့ဒုဒကာကြီးကအသက်ရှိရှိနေခြင်းမိတ်ဆွေယုံနဲ့မပေါင်းနဲ့တဲ့မိတ်ဆွေကောင်းနဲ့ပေါင်းမိတ်ဆွေယုံနဲ့ပေါင်းပြီးလို့တို့အကုန်လုံးသိတယ်အစာသတ်ဒီဝရနဲ့ပေါင်းပြီးလို့အဖေကိုတတ်တယ်ခြေထောက်တွေကိုခွဲတယ်အစာတွေဖြတ်တယ်ဒီစီအစာသတ်ကဖယားကိုအဖေကိုမတတ်ဘူးဆိုရင်တဲ့သူဒီဘဝမှာပဲသောတာပန်ဖြစ်နိုင်တယ်ဒါပေမဲ့သူပေါင်းလိုက်တဲ့လူပေါင်းမှားသွားတဲ့အတွက်အသက်တူတယ်မဟုတ်ဘူးတခါတည်းမဲ့ညံပူညံပါမရဖြစ်တတ်တယ်ဒါကြောင့်မို့လို့ဒီကကြီးတကပါရဲ့အသက်ရှိရှိနေခြင်းလေဆိုရင်မိတ်ကောင်းကိုလည်းပေါင်းရမယ်နော်အဲ့တော့မိတ်ကောင်းဆိုတာဘာလဲဆိုတော့မကောင်းတာဘယ်တော့မှမတိုက်တွန်းဘူးမကောင်းတာတွေလုပ်လို့ဘယ်တော့မှမကြံစည်မကောင်းတာတွေမတွန်းဘူးကောင်းတဲ့ကုသိုလ်အလုပ်ပဲတိုက်တွန်းတယ်အဲ့လိုမိတ်ကောင်းတဲ့ပေါင်းရင်ကိုလည်းအသက်ရှိတယ်မဟုတ်ဘူးမဲ့ညံပူညံတဲ့ရမယ်လေမြတ်စွာဘုရားနဲ့တို့အဲ့ဒီတန်ဃာတွေတယောက်ကသူကဖယားနာမှာနေပြီးတော့ငါးမြတော့မြတ်စွာဘုရားပြောတယ်တန်ဃာတွေတင့်နာမယ်ဘယ်လိုခေါ်လဲဆိုတန်ဃာတွေကပြောတယ်သူ့နာမည်အရိယာတဲ့ဘုရားပြောတယ်ငါးမြတဲ့ပုဂ္ဂိုလ်ကဘယ်တော့မှအရိယာမဖြစ်နိုင်ဘူးသူများအသက်ကိုမတတ်ပဲနဲ့ကောင်းတာလုံးမှအရိယာဖြစ်အဲ့ဒီဘုရားနဲ့သူတော်ကောင်းနဲ့ခဏတွေ့ခွင့်ရလို့အဲ့ဒီတန်ဃာတွေဟာတောတာပန်ဖြစ်သွားတယ်တရားထူးမြတ်တရားမြတ်ရပါတယ်ဒါကြောင့်မို့အသက်ရှိခြင်းရဲ့အကြောင်း၅ပါးအသက်တူခြင်းရဲ့အကြောင်း၅ပါးလူရင်းပြောပြီးသူဆွန်လောင်းဖတ်မှာနော်မှတ်မိတယ်နော်အဲ့ဒါအသက်တူခြင်းရဲ့အကြောင်း၅ပါးဘာလဲဆိုတော့မိမိနဲ့မလျောက်ပတ်တာမလုပ်ဘူးနော်ဥမာကိုကအလေးပင်လို့မရဘူးဆိုတော့တမပင်တယ်တချို့ပုဂ္ဂိုလ်ပင်လိုက်တယ်ခါလေးကကွက်ကနေတစ်ချက်လောက်ညွန့်မှာအဲ့ဒါခါအသက်လို့သွားတတ်တယ်အဲ့လိုမလျောက်ပတ်တာမလုပ်ဘူးနံပါတ်2ကိုနဲ့တဲ့တယ်လျောက်ပတ်တယ်ဆိုတော့နင်းကမစားနဲ့ဥပမာကိုကတံပေါက်ကြိုက်တယ်ဆိုပါလို့လူရင်းကြီးကြိုက်တယ်ဆိုတော့ကြိုက်တိုင်းနင်းကန်စားရတာမစားနဲ့စားရတာတခုနဲ့ပြီးပြီးတတ်တယ်နော်တို့ဟိုစုစကားပုံသားဘာဖြစ်လို့သိမှာတမိုးနေလို့သိပါအဲ့ဒါမျိုးလေကိုနဲ့လျောက်ပတ်တယ်ဆိုရင်နင်းကန်မလုံးနဲ့အဲ့ဒါအသက်တူတတ်တယ်ရှောင်းရင်တော့အသက်ရှိတာပေါ့နောက်အစာမကြည်တဲ့ဟာတွေမာတွေကောက်မြင်းတွေစားတယ်မာတဲ့ဟာတွေပဲစားတယ်ငငယ်ကဆိုမကြီးစည်းတွေကြိုက်တဲ့ကတောက်အဲ့ဒါတွေစားရင်အစာမကြည်လေတက်တူတက်တယ်ကိုနဲ့လျောက်ပတ်တဲ့အစာကြည်ရဲ့စားရင်တက်ရှိတယ်နံပါတ်4အချိန်နဲ့အခါနဲ့မသွားနဲ့နော်အခုခေတ်ဆိုကိုတော်ဆိုနေတယ်နော်အေးတခါလဲပေါ်တာလဲပါဝဲတို့ကရောက်ပါလားအဲ့လိုအချိန်နဲ့အခါနဲ့မသွားနဲ့အသက်ရှိအဲ့တော့ပြောင်းပြန်လာတယ်အချိန်နဲ့အခါနဲ့သွားရင်အသက်တူတယ်တူဘဝမှာပြတ်သွားတယ်နော်နံပါတ်5အပြမစာရီမမြတ်တဲ့အချင်းလုံးဝမကြည့်အောင်နော်အကယ်လို့လူသားနဲ့နေဆို5ပါးတီလာကိုခိုင်ဆောင်တက်ရှိရအယဟန်နေဆိုရင်229တွဲပေါ့အဲ့ဒီအသက်တူခြင်းရဲ့အကြောင်း5ပါးအသက်ရှိခြင်းရဲ့အကြောင်း5ပါးကိုလိုက်နာပြုကြည့်ရင်ဒီနေ့ဓမ္မကြီးဘယ်လိုလဲမေ့စေနော်အဲ့ဒါ